မင်္ဂလာပါဒီနေ့တော့ကျွန်တော်ကိုရီးယားနိုင်ငံခေါင်းကျူမြို့မှာရှိတဲ့နန်ဆန်လို့ခေါ်တဲ့တောင်ကိုလာတက်တာဖြစ်ပါတယ်ဒီနေ့ခေါင်းကျူနန်ဆန်တောင်ကိုလာပို့ကျွန်တော်ပို့ပြတာတော့ခေါင်းကျူမြို့ကမြန်မာဖြစ်ပါတယ်မင်္ဂလာပါမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ခီးသွားဗီဒီယိုကနေကြိုဆိုပါတယ်ဟုတ်ကဲ့ပါကျွန်တော်အခုတက်ရောက်မဲ့တောင်ဟာခေါင်းကျူမြို့ရဲ့တောင်ဘက်နန်ဆန်လို့ခေါ်တဲ့မြို့ရဲ့တောင်ဘက်အရက်မှာရှိတဲ့တောင်များဖြစ်ပါတယ်ယုံချမ်းစာမလားတုံးတဲ့ဖျားကယုံချမ်းစာကြီးလို့ခေါ်တာအဲ့ဖျားကြီးရောက်တော့မလားသူတုံးတက်သွားတယ်အဲ့ဒီကိုသွားမှာသွားတာခေါင်းကျူမြို့ဟာလွန်ခဲ့တဲ့အတိတ်သမိုင်းမှာကိုရီးယားနိုင်ငံရဲ့ရှင်လာခေတ်နဲ့ဗုဒ္ဓဘာသာအထွန်းကားဆုံးမြို့ကြီးဖြစ်ခဲ့ပါတယ်ဗုဒ္ဓဘာသာနဲ့ကိုရီးယားမဟာယာနတို့ရဲ့ကိုးကွယ်ယုံကြည်မှုများလေ့လာလိုပါကခေါင်းကျူမြို့နဲ့နန်ဆန်တောင်ဟာလွန်ရှိကြပြီးတွားရောက်လက်ပတ်တင်ပါတယ်နန်ဆန်တောင်ကိုကျွန်တော်ဒုတိယအကြိမ်မြောက်တက်ရောက်ခြင်းဖြစ်ပြီးပထမအကြိမ်မှာမရောက်ဖြစ်တဲ့သမိုင်းဝင်ဖျားများနှစ်ပေါင်းထောင်ကျော်ကရှိခဲ့တဲ့ရုပ်ပွားတော်များကိုမြို့ကန်မြန်မာလူမျိုးရဲ့ကျေးဇူးကြောင့်အထူးတလဲဖူးမြော်ခွင့်ရခဲ့ပါတယ်အခုမြင်တွေ့ရတဲ့ထိုင်တော်မူရုပ်ပွားတော်များဆိုရင်လည်းလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်1500နီးပါးလောက်ကကိုရီးယားနိုင်ငံရဲ့သုံးပြည်တော်ဖြစ်တဲ့ရှင်းလာပြည်သူပြည်သားတွေပူဇော်ထားတဲ့တနည်းအားဖြင့်လွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကကိုရီးယားလူမျိုးတွေရဲ့ကြောက်တုံးပေါ်မှာထွန်းထူထားတဲ့ထိုင်တော်မူရုပ်ပွားတော်များဖြစ်ပါတယ်ခေါင်းကျူမြို့ဟာကိုရီးယားကျွန်းဆွယ်သမိုင်းမှာသုံးပြည်တောင်ရဲ့ဂိုဂူလျောဗတ်ကျဲရှစ်လာမှာရှစ်လာခေတ်ရဲ့မြို့တီနန်းတီယာဖြစ်ခဲ့ဘူးတာကြောင့်ရှစ်လာခေတ်ကိုတတိယတန်းတစေပါတယ်အထူးသဖြင့်သမိုင်းမွေနေများဗုဒ္ဓဆိုင်ရာသမိုင်းများကြောင့်ဖြစ်ပြီးအခုကျွန်တော်ရောက်ရှိနေတဲ့နန်ဆန်လဲအပါဝင်ဖြစ်ပါတယ်မြို့တော်ရဲ့တောင်ဘက်အရက်ကတောင်များဖြစ်ပါတယ်အခုမြင်တွေ့ရတဲ့ဇီတော်ကတော့ကိုရင်ကယုံချမ်းစာကြီးလို့ခေါ်တဲ့ဖုံးကျောင်းဟောင်းပရဝင်မှာရှိတဲ့ဆမ်ချွမ်ဆော့ထက်လို့ခေါ်တဲ့တုံးတက်ဇီဖြစ်ပါတယ်ဒီဇီတော်ဟာဆိုရင်လည်းလွန်ခဲ့တဲ့နှစ်ပေါင်း1500နီးပါးလောက်ကရှင်းလာပြည်သူပြည်သားတွေရဲ့ကောင်းမှုတော်ဖြစ်ပြီးတော့ရှင်းလာခေတ်ကိုသတိရစေမယ်ရှင်းလာခေတ်ကိုတန်းတားစေမယ်လွမ်းစေဒီတနည်းအားဖြင့်ကောင်းမှုတော်စေဒီလည်းဖြစ်ပါတယ်အဲ့ငှက်တန်လေးတွေမကြားတာကြာပြီတိုးရဲသွားရင်လေကိုရီးယားနိုင်ငံမှာကျွန်တော်တောင်းလိုက်တက်တော့ငှက်တန်တွေတိတ်မကြားဘူးသိလားအခုဒီမှာငှက်တန်ကြားတယ်ကောင်းခေါင်းကျူမြို့ရဲ့တောင်ဘက်မှာရှိတဲ့နန်ဆန်တောင်မြတ်ဟာအမြင့်480မီတာကျော်သာမြင့်ပါတယ်ယခုကျွန်တော်ဒုတိယကြိမ်မြောက်နန်ဆန်တောင်မြတ်ကိုတက်သည့်အခါတွင်လည်းမြို့ကန်မြန်မာလူမျိုးကျေးဇူးကြောင့်အဆအဆအရာအဆင်ပြေခဲ့ပါတယ်ကျွန်တော်ရောင်းစားနေတော့မဟုတ်ပါဘူးနော်တောနဲ့ထက်ခေါ်လာကိုရီးယားတောနဲ့ဘယ်လောက်အနောက်ရဒီလိုဟိုဝါလေကျွန်တော်တို့တငယ်ချင်းတယောက်နန်ဆန်တောင်များကိုတထောင်စင်းတထောင်တက်တက်ရင်းနဲ့ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရှင်းလာခင်းနဲ့ကိုရီးယားနိုင်ငံမဟာယာနဗုဒ္ဓဘာသာဝင်တို့ရဲ့ရှေးနှစ်ပေါင်းများစွာကဇေဒီပထိုးများနဲ့ရုပ်ပွားတော်များကိုဖူးမြော်ခွင့်ရခဲ့ပါတယ်ပုံစံတစ်မျိုးပဲဇေရောသူတို့ကတော့ကျွန်တော်တို့လိုဘယ်လိုခေါ်လဲအုတ်တွေကိုဖုတ်ထားမှုပဲเนาะကြောက်တွေကိုထွန်းထူပြီးတော့ကြောက်တွေကိုအဆင့်ဆင့်ပုံထားတဲ့ဒီထက်တော်မူဇေတွေပေါ့เนาะသူတို့ကြတော့ဟုတ်ကဲ့ပါအခုကျွန်တော်ရောက်ရှိနေတဲ့ခေါင်းကျူမြို့ရဲ့နန်ဆန်တောင်ဟာကိုရီးယားနိုင်ငံမဟာယာနဗုဒ္ဓဘာသာဝင်တို့ရဲ့သာသနာနယ်မြေဖြစ်ပါတယ်။ဒါ့ပြင်ဖိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရှိခဲ့တဲ့ဗုဒ္ဓရုပ်ပွားတော်များရှိခြင်းကြောင့်ခေါင်းကျူမြို့ရဲ့နန်ဆန်တောင်ကိုကမ္ဘာရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းအဖွဲ့ကြီး UNESCO ကကမ္ဘာရှေးဟောင်းယဉ်ကျေးမှုမွေးနေ့အဖြစ်သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်။ယခုမြင်တွေ့ရတဲ့ကြောက်တုံးပေါ်မှာထွန်းထူထားတဲ့ထိုင်တော်မူရုပ်ပွားတော်များဆိုရင်လည်းလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်ကရှင်လာခေတ်ရဲ့ရုပ်ပွားတော်တဆူဖြစ်ပါတယ်သူတို့နိုင်ငံသူတို့ယဉ်ကျေးမှုလည်းအံ့ဩစရာကောင်းပါပဲလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ဆိုတော့လေမနည်းဘူးလေနှစ်ပေါင်း1500ဆိုတော့နော်
ကိုရီးယားနိုင်ငံရဲ့ဗုဒ္ဓအမွေနေ့တွေလေးလာခြင်းနဲ့ဆိုရင်ခေါင်းကျူမျိုးကိုလာလဲပါဟုတ်ကဲ့ပါခင်ဗျာခေါင်းကျူမျိုးဟာကိုရီးယားနိုင်ငံရဲ့အရှေ့တောင်ဘက်မှာရှိတာဖြစ်ပါတယ်။ဟိုးရခင်ကတော့ခေါင်းကျူမျိုးကိုရှင်လာခေတ်ရဲ့မြို့တော်စောတာဘောလို့ခေါ်ပါတယ်။ယခုနန်ဆန်းတောင်မှဇေဒီပထိုးများဟာနှစ်ပေါင်းများစွာကြာသည့်အတွက်ထတ်တော်မူဇေဒီတချို့မှာပြိုပြက်နေပြီဖြစ်ပါတယ်။ကြောက်တုံးများရဲ့နိုင်ရန်ပေါ်မှရုပ်ပွားတော်များကိုတော့ကျွန်တော်တေချာစွာဖူးမြော်ခဲ့ရပါတယ်။ယခုဖူးမြော်ရမှာကချီဘူအယ်မာအဲဘူဆန်လို့ခေါ်တဲ့ရုပ်ပွားတော်ခုနှစ်စုရှိတဲ့မာအဲဘွဲ့မီရရှေ့နှစ်ပေါင်းများစွာကရှင်လာခေတ်နန်ဆန်မှကိုရီးယားဗုဒ္ဓအမွေအနှစ်များဖြစ်ပါတယ်တကယ်ကိုရီးယားနိုင်ငံကိုရီးယားလူမျိုးတွေရဲ့ဗုဒ္ဓဘာသာအမွေအနှစ်တွေလွန်ခဲ့တဲ့နှစ်ပေါင်း1500ကျော်ကဒီရှင်းလာပြည်သူပြည်သားတွေရဲ့ကောင်းမှုတော်ဇီဒီတော်တွေကိုတွေ့ကျင်တော့ရောင်းကျူနန်ဆန်တောင်ကိုလာလဲပါလို့ဒီညတွေဖိတ်ခေါ်လိုက်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ကိုရီးယားနိုင်ငံခေါင်းကျူမျိုးနန်ဆန်လို့ခေါ်တဲ့တောင်မှာရှိတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း1500နီးပါးကကိုရီးယားနိုင်ငံမဟာယာနဗုဒ္ဓဘာသာဝင်တွေရဲ့ဗုဒ္ဓဘာသာအမွေအနှစ်တွေဗုဒ္ဓဘာသာရေးရာဆိုင်ရာများကိုလေ့လာဖူးမြော်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်